လီယိုလည်းဒီပွဲကိုတိုက်ခိုက်ပြီးဆုံးသက်ပေးမယ်ပြောလို့ကူဝါကျိတ်လိုက်လို့မှောက်နေတဲ့ကောင်ကိုအပြင်ထုတ်လိုက်ပြီးသူတို့ပွဲကိုစားလိုက်ဖို့ပြောပေမဲ့ဟိုဘက်ထောင်သားကဒီပွဲကအနိုင်ရှုံးမပေါ်သေးလို့ထုတ်လို့မရဘူးလို့ပြောပါတယ်ဒီပွဲကအသေးရှင်တိုက်တဲ့တိုက်ပွဲဖြစ်လို့ပြိုင်ပွဲဝင်ကလည်းအရှုံးမပေးသေးတယ်လို့မသေးဘက်တတိမေ့နေတာမလို့ပွဲကိုမပြီးသေးဘူးလို့ပြောတယ်လီယိုလည်းလဲကျနေတဲ့ထောင်သားကိုအပြတ်ရှင်းလိုက်ဖို့ကူဝါကိုပြောပေမဲ့အဲ့ထောင်သားကိုထိုးလိုက်တဲ့ကသူ့မှာတိုက်ခိုက်ခြင်းနဲ့စိတ်မရှိတော့တာတီးလိုက်ရပြီမို့သူမတတ်နိုင်ဘူးလို့ပြန်ပြောလိုက်တယ်လီယိုကမရမကပြိုင်ပွဲကိုအဆုံးသတ်လိုက်ဖို့ပြောနေပေမဲ့လည်းကူဝါကမတတ်ချင်တာမလို့နိုးလာတဲ့ထိစောက်မှုပြောနေတာနဲ့ကီလူဝါကမင်းလူမတတ်ဘူးတာမလို့ကြောက်နေတာလားမေးပြီးသူတတ်ပေးရမလားလို့မေးလိုက်တယ်ဒါပေမဲ့ကူဝါကဒါကသူ့တိုက်ပွဲဖြစ်တာမလို့အပြင်လူပါလို့မရဘူးဆိုပြီးကီလူဝါကိုပြောလိုက်တာနဲ့ကီလူဝါလည်းဒါဆိုအများဆန္ဒအတိုင်းမဲပေးဆုံးဖြတ်ကြမယ်လို့ပြန်ပြောတော့လီယိုလည်းမင်းကအသုံးဝင်တဲ့စကားပြောတတ်တာပဲလို့မြှောက်ပေးပါတယ်ကူဝါကတော့ဘလို့လို့သူမတတ်ဘူးပြောနေပေမဲ့လီယိုကတော့လူအများဆန္ဒကိုအလေးထားရမယ်ဆိုပြီးနိုင်ကနေမဲပေးဆုံးဖြတ်ဖို့လုပ်ပါတယ်ဒါပေမဲ့နိုင်ကစာမိုးဘက်ကမေကုန်းတွေကိုပဲမဲပေးခွင့်ရှိတာမလို့သူတို့ဘာသာမေးပြီးသူတို့ဘာသာမဲခွဲတာကအလုံးမဖြစ်ပါဘူးဒါတော့လီယိုကလက်မလျှော့သေးပဲနိုင်နဲ့မဲပေးမရရင်လက်ထောက်ပြီးမဲခွဲမယ်လုပ်ပေမဲ့သူတယောက်ပဲဖြစ်နေတာနဲ့ကီလူဝါကိုခုနကတော့ကူဝါကိုဆရာကြီးလုံနေပြီးတစ္ဆာပေါကောင်လို့ပြောတော့တယ်ကီလူဝါကဘလို့လို့ကူဝါစိတ်ပြောင်းမှမဟုတ်လို့မထူးဘူးပြန်ပြောတာနဲ့လီယိုလည်းဂွန်ဘတ်ကိုထပ်မဲပြန်ပါတော့တယ်ဂွန်ကလည်းကူဝါဆုံးဖြတ်တာမှန်တယ်ပြောပြီးနိုးလာမယ့်အချိန်ပဲစောင့်ကြမယ်ပြောတာနဲ့လီယိုလည်းအကြာကြီးစောင့်ရမှာဆိုပြီးစိတ်ညစ်နေတော့တိုမာကလူတိုင်းမှာကိုစီစိတ်ကူးရှိတာမလို့သူများတွေကိုအတင်းတိုက်တွန်းနေတာပဲလို့ဝင်ညှော်တာနဲ့လီယိုလည်းစိတ်ကောက်သွားပြီးကျောင်းမှာတယောက်တည်းပွားစီဖြစ်နေခဲ့ပါတယ်တိုမာကလီယိုကိုအများနဲ့တယောက်ဖြစ်နေတယ်လို့ခံစားရအောင်လုပ်ပြီးတင်းခွဲတစ်ကောင်ဖြစ်ကအဖွဲစည်းကိုပြိုကွဲအောင်လုပ်ဖို့ကြံစီနေခဲ့တယ်အဲ့ဒီချိန်တစ်ဖက်မှာလည်းဟီဆိုကာကသူ့ကိုလက်စားချေဖို့စောင့်နေတယ်အရင်နှစ်ကဟီဆိုကာတိုက်ခိုက်မှုတွေကြောင့်အမာရွတ်တွေဖြစ်နေတဲ့ဟန်တာနဲ့ထိတ်တိုက်တွေ့ပါတယ်ဒါပေမဲ့ဟီဆိုကာကအမာရွတ်တွေကမင်းဟန်တာဆောင်မှုပွဲစစ်ဖြစ်ဖို့အရေးချင်းမပြည့်တဲ့တက်သေးပဲလို့ပြောလိုက်တော့လက်စားချေဖို့စူးစမ်းနေတဲ့ဟန်တာလည်းသူ့အစ်စ်လေးချင်းလာတဲ့ဓားလေးချောင်းတိုက်ကွက်နဲ့စပြီးတိုက်ခိုက်ပါတယ်ဓားတွေနဲ့တောက်လျှောက်ပြစ်ပြီးတိုက်ခိုက်နေတာနဲ့ဟီဆိုကာလည်းအေးဆေးဖမ်းလိုက်ပြီးသူ့စီရှောက်လာနေခဲ့ပါတယ်သူအဲ့လိုဓားကိုဖမ်းနိုင်မှု6လကျော်လောက်လေးချင်းရတာကိုဟီဆိုကာကအသားရပဲဖမ်းလိုက်တာမို့အန်အောနေတော့မှာပဲဟီဆိုကာကခေါင်းကိုဖြတ်လို့ဆုံးသက်ပေးလိုက်ပြီးတတိယဆင့်ကိုပထမဆုံးအောင်မြင်သူအဖြစ်နဲ့ပန်းဝင်သွားခဲ့ပါတယ်အဲ့ချိန်ထောင်သားပြန်နိုးတာကိုစောင့်နေတဲ့ဂွန်နဲ့ကီလူကလည်းထောင်သားကတစ်ချက်မှမလှုပ်တာနဲ့လီယိုကိုထောင်သားကတေးနေပြီးထင်တယ်လို့ပြောလိုက်ပါတယ်လီယိုလည်းလဲကျနေတဲ့ထောင်သားတေးမတေးစစ်ဆေးကြည့်ကျင်တယ်လို့လှမ်းပြောတော့တစ်ဖက်ထောင်သားကသူခုနကစစ်ဆေးပြီးပြီမို့တတိလစ်နေတာပဲလို့ပြန်ပြောပါတယ်လီယိုကမယုံဘူးပြောတော့အဲ့ထောင်သားကတေးလားရှင်လားလောင်းကြမလားပြောတာနဲ့လီယိုလည်းဘာကြီးလောင်းမှလဲလို့မေးလိုက်တယ်တယောက်ကိုနိုင်အချိန်90စီထည့်ရမှာဖြစ်ပြီးတစ်ခါလောင်းတိုင်း30နဲ့စားလို့ပြတ်တဲ့အမောက်ပဲလောင်းရမယ်လို့ပြောပါတယ်မေကုန်းကလည်းတယောက်တစ်လဲစီမေးရမှာဖြစ်ပြီးလောင်းစရာမကြံတော့တဲ့သူကရှုံးမှာဖြစ်တဲ့အပြင်ရှုံးသွားတဲ့နိုင်တွေကလည်းနှုတ်ခံရမယ်လို့ပြောလိုက်တယ်ဒါနဲ့လီယိုလည်းမင်းတို့ရှုံးသွားရင်ရောဘာပေးမှလဲမေးလိုက်တော့ထောင်သက်တန်းကို250တိုးပေးမယ်လို့ပြန်ပြောပါတယ်ဒီထောင်သားကတရားမဝင်မှောင်ခိုမှုနဲ့လောင်းကစားမှုကြောင့်ဖမ်းခံထားရတဲ့မျိုးသမီးဖြစ်ပြီးလောင်းကစားမှာကျွမ်းကျင်တာကိုတော့လီယိုတယောက်မသိခဲ့ပါဘူးကူကလည်းရှုံးသွားရင်နိုင်90တောင်နှုတ်ခံရမှာမလို့တတိထားပြီးလုပ်ဖို့ပြောပေမဲ့လီယိုကတော့မင်းဟိုကောင်ကိုအပြတ်မရှင်းခဲ့လို့ဒီအခြေအနေရောက်နေတာလို့အပြစ်တင်ပြီးလောင်းကစားကိုလက်ခံလိုက်ပါတယ်ဒါနဲ့ထောင်သားကလည်းအဲ့ဒီလဲကျနေတဲ့ထောင်သားတေလားရှင်လားမေကုန်းကိုစမေးလိုက်ပြီးလောင်းချေဘယ်လောက်ထပ်မလဲမေးလိုက်တော့လီယိုကရှင်တဲ့ဘက်ကနေနိုင်30လောင်းလိုက်တယ်တွေးခုံလုံးစစ်ကြည့်လိုက်တဲ့အခါမှာတော့အသက်ရှင်နေသေးတာနဲ့လီယို10မှတ်အနိုင်ရသွားပါတယ်ဒါပေမဲ့အဲ့ဒါကမကောင်းဘူးလို့ကီလူဝါကပြောလိုက်ပြီးအဲ့ထောင်သားကတတိမေးချင်အောင်ဆောင်တာဖြစ်နိုင်ပြီးနိုင်82နိုင်လုံးအချိန်ဖြုံးနေတာဖြစ်နိုင်တယ်လို့ဂွန်တို့ကိုပြောပြနေခဲ့တယ်ဒါကိုသဘောပေါက်တဲ့လီယိုကလည်းလဲကျနေတဲ့ထောင်သားတတိလစ်မလစ်လောင်းမယ်လို့ပြောလိုက်တဲ့အခါမှာတော့မေးချင်အောင်ဆောင်နေတဲ့ထောင်သားလည်းသူ့ဘေးမှာထားခဲ့တဲ့မှတ်စုထဲမှာမေးချင်အောင်ဆောင်ပြီးအချိန်ခိုးနေဖို့နဲ့စာရွက်ကိုပါဇက်ထဲထည့်ထားဖို့ပဲပါတာမလို့သူဘာလုပ်ရမလဲမသိစိတ်ပူနေပါတယ်လီယိုပြိုင်ဘက်ထောင်သားကလည်းလဲကျနေတဲ့ထောင်သားတတိလစ်မလစ်ဘလို့စမ်းမလဲမေးတော့လီယိုလည်းလွဲပါတယ်ဆိုပြီးပြိုင်ပွဲစဉ်အဆုံးကနေပြစ်ချဖို့လုပ်နေတာနဲ့မေးချင်အောင်ဆောင်တဲ့ကောင်လည်းဖျားတာနေရတယ်လီယိုပြစ်ချလိုက်လို့တကယ်တတိမေးနေလို့ပြုတ်ကျပြီးတည်သွားရင်ရှေ့ပြိုင်ပွဲကမပြီးသေးတာမလို့လက်မခံနိုင်ဘူးပြောတော့လီယိုကအဲ့လိုပြုတ်ကျပြီးတည်သွားရင်သူတို့ရှေ့ပြိုင်ပွဲကိုအရှုံးပေးမယ်လို့ပြောတော့ထောင်သားကလက်ခံလိုက်တယ်လီယိုအတွက်ကတော့မေးချင်အောင်ဆောင်တဲ့ထောင်သားကိုသာလွှတ်ထားလိုက်ရင်အဲ့ဒီပွဲမှာပဲတက်နေပြီးအချိန်82နာရီလုံးကုန်သွားမှာဖြစ်ပါတယ်ဒါနဲ့ထောင်သားကလည်းတတိမမေးတဲ့ဘက်ကနေ40လုံးလောင်းလိုက်ပြီးအရှုံးတွေကအမျက်ကိုယူဖို့ဆုံးဖြတ်လိုက်တယ်လီယိုလွှတ်ချလိုက်တဲ့အခါမှာတော့တတိမေးချင်အောင်ဆောင်နေတဲ့ကောင်လည်းချက်ချင်းပဲကဲပါအောင်ဆိုပြီးရှုံးပေးလို့ထွက်သွားပါတော့တယ်ဒါကြောင့်ဂွန်တို့ကနှစ်ပွဲတစ်ပွဲနဲ့အသာရနေပြီးလီယိုပြိုင်နေတဲ့လောင်းကစားပွဲမှာတော့80-20နဲ့ရှုံးနေခဲ့ပါတယ်